阿鲁必先门口所搞的阿美枪，天也后下个也比得死。ကိုငတက်ပြားကြီးနဲ့မရှိတူရှိတူနေခဲ့ရတဲ့ဘဝကိုပဲကြောက်လွမ်းနေတော့ ချောမောလှပတဲ့တကြီးသမီးဘဝကနေအချစ်အတွက်နဲ့အရာအလုံးကိုဆွန့်လွတ်ပြီးနောက်ဆုံးမှာတော့အမေချမ်းဆိုတဲ့နှစ်စိမ့်ဘဝနဲ့ရာဇဝင်တွင်ကြံ့ရက်ခဲ့တဲ့အမျိုးသမီးတူရှင်ဘီရင်ကိုဆဲဆိုမိလို့မတော်ရာကိုထမ်းပလန်နဲ့ရိုက်ပြီးစီရင်ခံခဲ့ရတဲ့အထိသူမရဲ့ဘဝကဘာကြောင့်ဒီလောက်ကြေကွဲစရာကောင်းနေရတာလဲအမေချမ်းရဲ့အချစ်ဦးဖြစ်လာမဲ့တခိုးကြီးငတက်ပြားရဲ့ငယ်ဘဝနဲ့အစွမ်းထက်လာတဲ့ကြောင်ပြန်အစီရင်အကြောင်းကနေစတင်ပြီးစိတ်ဝင်စားပွဲဘဝတုဒ္ဒဖြစ်ပွဲတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်နာမည်ကတော့မောင်ဖြိုးဖြစ်ပါတယ်ညောင်လာရွာဦးကျောင်းကဦးတူတော်ဟာတနေ့မှာဝါယုံပင်တွေကြားကကလေးငိုတန်ကိုကြားလို့တွားကြည့်ရာကနေစွန့်ပစ်ခံထားရတဲ့မွေးကင်းစကလေးငယ်ကိုတွေ့ရှိခဲ့ပါတယ်။တနာစရာကလေးငယ်ကိုကောက်ယူချွတ်မြူလိုက်တဲ့အခါထူးဆန်းစွာချက်ချင်းအငိုတိတ်သွားခဲ့ပါတယ်။အဲ့ဒီနေ့ဟာစနေနေ့ဖြစ်တာကြောင့်မောင်တက်ခါလိုအမိပေးပြီးဦးတူတော်ကပဲကျောင်းမှာကျွေးမွေးဆောက်ရှောက်ခဲ့ပါတော့တယ်။မောင်တက်ခါလေး10နှစ်သားအရွယ်ရောက်လာတဲ့အခါမိဘမဲ့ဘွားမှုရွာတဲကကလေးတွေရဲ့အနိုင်ကျင့်ခြင်းကိုအမြဲတမ်းခံခဲ့ရရှာပါတယ်။မင်းကမိဘမဲ့ငါတို့နဲ့လာမစော့နဲ့ဆိုပြီးထိုးကြိတ်ခံရလို့မျက်ရည်စတွေနဲ့ပြန်လာတဲ့မောင်တက်ခါလေးကိုကြည့်ပြီးဥတုတော်ဟာတနာကျူနာတက်ရင်ဒီကလေးရဲ့ဘဝကိုဘယ်လိုမြင့်တင်ပေးရမလဲဆိုတာလေးအနက်စဉ်းစားမိခဲ့ပါတယ်။ဥတုတော်ကတက်ခါလေးရဲ့ဇာတာကိုဖတ်ချက်ကြည့်တဲ့အခါသူဟာစောရနှက်ခတ်နဲ့မွေးဖွားလာသူမို့ကြီးလာရင်တကိုးဖြစ်မှာကိုသိလိုက်ရပါတယ်။ဒါပေမဲ့ဥတုတော်ကဒီအမှန်တရားကိုလွတ်ဝက်ထားပြီးသူတစ်ပါးအနိုင်ကျင့်မခံရအောင်ဓာတ်ခုတ်လန်ထိုးနဲ့ကိုခံပညာရက်တွေကိုစနစ်တကျသင်ကြားပေးခဲ့ပါတယ်။တခါလေးလူပြိုပေါက်အရွယ်ရောက်လာတဲ့အခါမှာတော့ကျမ်းမာတန်ဆွမ်းတဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ဥတုတော်ဟာအသက်ကြီးရင်လာပြီဖြစ်လို့တက်ခါလေးကိုအမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်။ငါသားမင်းဟာတခိုးကြီးဖြစ်မဲ့ဇာတာပါလာတယ်။ဒါပေမဲ့လမ်းဘေးကတခိုးအဆုပ်အပဲ့တော့အပြစ်မခံနိုင်ဘူးဆိုပြီးတစောင်းမုံလာပြည့်ညမှာကြောင်ပြန်အစီရင်ကိုထိုးနှံပေးလိုက်ပါတယ်။ဒီအစီရင်ကြောင့်တက်ခါဟာတောင်တကောင်စာအပေါက်ကိုတောင်တိုးဝင်နိုင်ပြီးမပြောရွက်ပေါ်အိတ်နိုင်တော့အောင်တွက်လက်လာခဲ့ပါတယ်။ဒါပေမဲ့စင်းရဲသားတွေကိုမခိုးပဲဂုတ်သွေးဆုပ်တဲ့ဒနရှင်တွေကိုသာခိုးရမယ်လို့ဥတူတော်ကပြင်းပြင်းထန်ထန်မာကြားခဲ့ပါတော့တယ်။ကြောင်ပြန်စီရင်အောင်မြင်ပြီးတဲ့နောက်မှာတော့မောင်တက်ခါဟာမတက်ပြားဆိုတဲ့အမည်နဲ့တနယ်တကြီးလုံးကိုဟိုးဟိုးကြော်သွားစေခဲ့ပါတယ်။သူဟာစင်းရဲသားတွေစီကခေါင်းပုံဖြတ်နေတဲ့ဒနရှင်တွေစီကဥစ္စာပစ္စည်းတွေကိုပဲရွေးချယ်ခိုးယူပြီးကြောမွဲပြည်သူတွေကိုပြန်လည်မျှဝေပေးခဲ့လို့ပြည်သူတွေရဲ့သူရဲကောင်းကြီးတို့ဥတပွဲဖြစ်လာခဲ့ပါတော့တယ်။တနေ့မှာတော့ငတက်ပြားဟာရွှေတောင်ရွာသူကြီးဦးကောင်းဆန်အိမ်ကိုဝင်ခိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။တကြီးမင်းဟာငတက်ပြားကိုဖမ်းဖို့ဓာတ်ဆက်လန်ဆက်ထောင်ချောက်တွေအမျိုးမျိုးဆင်ထားပေမဲ့ငတက်ပြားကတော့တောင်တကောင်လိုလင်းမြန်စွာပဲအလွယ်တကူကျော်လွှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဥစ္စာဒိုင်နာရောက်တဲ့အခါမှာတော့ရှင်ကတခိုးကြီးငတက်ပြားမဟုတ်လားဆိုတဲ့အတန်နဲ့အတူထောင်ချောက်ထဲကဓာတ်တစင်းဟာအတန်ရှင်ရှိရာကိုတက်တဲ့ကြီးပြေးဝင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာငတက်ပြားဟာလျှက်တစ်ပြက်အတွင်းအဆိုပါဓာတ်ကိုမိမိကိုယ်နဲ့ကာစီးလိုက်ပြီးမိန်းကလေးရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ကယ်တင်ခံလိုက်ရတဲ့မိန်းကလေးကတော့တကြီးဦးကောင်းဆန်ရဲ့သမီးမချမ်းသာပဲဖြစ်ပါတယ်။ငတက်ပြားဟာပေါင်မှာဒဏ်ရာရသွားခဲ့ပေမဲ့မချမ်းသာကသူ့ကိုလှုပ်ဝက်တကားကနေတစ်ဆင့်ဘေးလွတ်ရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။ရှင်ရဲ့လှုပ်ရက်တွေကိုလေးစားလို့ဘလို့လူမျိုးလဲဆိုတာတွေးကျင်လို့စောင့်နေကြတာပါဆိုတဲ့မချမ်းသာရဲ့စကားကြောင့်မတက်ပြားတယောက်အံ့ဩသွားခဲ့ရပါတယ်။မချမ်းသာဟာမတက်ပြားကိုပြုစုကုသပေးရင်းနဲ့တယောက်ကိုတယောက်တန်ရောစင်တွေတားမြစီမြတွေ့မိသွားခဲ့ကြပါတော့တယ်။တကြီးမင်းကသဘောမတူပဲအမွေပြက်ဆွန့်လွတ်လိုက်ပေမဲ့မချမ်းသာကတော့ဖခင်ကိုရောစီးစိမ်တွေကိုပါကြောခိုင်းပြီးချစ်သူမျက်နှာတရွာထင်ကမတက်ပြားနဲ့အတူပေါင်းသင်းနေထိုင်မှုဆုံးဖြတ်လိုက်ပါတယ်
တကြီးသမီးဘဝနဲ့ချင်းမွေးမိမလောင်နေခဲ့ရပေမဲ့တကူမယားဘဝမှာတော့မချမ်းသာဟာပင်ပင်ပန်းပန်းနဲ့ဈေးရောက်ရှာပွေရပါတော့တယ်လင်ဖြစ်သူကြိုက်တတ်တဲ့ထမ်းရည်လေးကိုပါအဖမ်းအဆီးတွေကြားကနေဝယ်ပေးရင်းဘဝကကြမ်းတမ်းလာတဲ့အမျှသူမရဲ့အပြောအဆိုတွေဟာလည်းပြောင်းလဲလာခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအရက်ထဲမှာမှတ်ချမ်းသာဆိုတဲ့နာမည်ပြောက်ပြီးမိချမ်းကြီးသို့မဟုတ်ဂျန်တော်မကြီးဆိုပြီးအမည်သစ်တွင်လာပါတော့တယ်သူတို့မင်းများမင်းမြတ်ဟာအင်းဝမြို့တော်တစ်ကိုတီထောင်ပြီးနောက်တရားဥပဒေစိုးမိုးရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပါတယ်ဘယ်သူမှဖမ်းလို့မရတဲ့တခိုးကြီးငတက်ပြားကိုဖမ်းဆီးဖို့ဘယင်းကိုယ်တိုင်တခိုးရောင်ဆောင်ပြီးညအခါမှာနန်းတော်ကဆင်းလာခဲ့ပါတယ်အေယာဝတီမြစ်စိတ်မှာငတက်ပြားနဲ့တွေ့တဲ့အခါမိမိကိုယ်ကိုညစ်လူအဖြစ်အယုံသွင်းပြီးငတက်ပြားကိုဆရာတင်ခဲ့ပါတယ်ငတက်ပြားကလည်းဘယင်ကြီးရဲ့တက်တိကိုသဘောကျတာကြောင့်တပည့်အဖြစ်လက်ခံလိုက်ပြီးမိမိလိုက်နာတဲ့အခိုးကျင့်ဝတ်၅ပါးကိုတစ္ဆာဆိုခိုင်းကဆရာတပည့်နှစ်ယောက်မူးမတ်အိမ်တွေကိုအတူတူခိုးဝင်ခဲ့ကြပါတယ်မိတွေတိုက်ကိုပြန်ရောက်တဲ့အခါသူတို့မင်းများဟာငတက်ပြားကိုအရက်အလွန်ကျွတ်တိုက်ပြီးမူးအောင်လုပ်ခါခြေချင်းခတ်တော့ခတ်ထားခဲ့ပါတယ်နောက်တစ်နေ့ညီလာခံမှာတော့မင်းကြီးကညကခိုးလာတဲ့မူးမတ်တို့ရဲ့လက်စွပ်တွေကိုဝစ်စင်ပြီးတင်တို့ဖမ်းလို့မရတဲ့ငတက်ပြားကိုငါဖမ်းမိပြီလို့မိန့်ကြားကငတက်ပြားကိုခြေတော်ကိုခေါ်ထုတ်လာစေပါတယ်ခြေတော်ရောက်တဲ့အခါဘယင်ကြီးကတေတံပေးဖို့လက်နဲ့ရွေးခိုင်းပေမဲ့ငတက်ပြားကအကြောက်အလန့်မရှိပဲအရှင်မင်းကြီးပြောတာတွေကျွန်ုပ်မကြိုက်ပါကျွန်ုပ်အလိုကိုရှောက်တင်ရမယ်ဆိုရင်တော့မင်းကြီးရဲ့မိဖုရားစောအုံမာကိုပဲကြိုက်ပါတယ်လို့ချွတ်တော်နောက်ရှောက်တင်လိုက်ပါတယ်သူတို့မင်းများဟာငတက်ပြားရဲ့တက်တီနဲ့ခံယူချက်ကိုသဘောကျသွားတယ်လို့ညကအပြန်အလှန်ပေးခဲ့တဲ့ဂတိသစ္စာကိုတန်ဖိုးထားတာကြောင့်ဒေတာမပေးပဲဗန္နာဒိန်းယာတူပေးပြီးမြောက်စားလိုက်ပါတော့တယ်နန်းတွင်းမှာဗန္နာဒိန်းဖြစ်သွားတဲ့ငတက်ပြားဟာစီးစိမ်တွေကြားမှာပျော်မွေ့နေလို့ဇနီးတဲ့မိချမ်းစီကိုမရောက်ဖြစ်တော့ပါဘူးဒါပေမဲ့မိချမ်းကတော့သူ့ယောက်ျားကိုဘယင်ကမြောက်စားတာကိုပဲဂုံယူမဆုံးဖြစ်နေရရှာပါတယ်သူမဟာငတက်ပြားတခိုးဘဝတုန်းကကိုးခဲ့တဲ့ပစ္စည်းတွေကိုထုခွဲရောင်းချပြီးလင်ပြစ်သူအာကိုသူရော့အောင်ဆိုကမရှိခဏဘုရားကိုစားတီးပေးခဲ့ပါတယ်ဒရုမင်းပြားနဲ့ရွာဆံပြီးနောက်ရှင်နှန်းကျော်ရှင်နေရပတိမင်းလက်ထက်မှာအင်းဝနဲ့မိုးညင်းစော်ဘွားတို့စစ်ဖြစ်ကြပါတော့တယ်ဗန္နာထိန်ငတက်ပြားဟာလည်းတာဝန်အရစစ်ချီတက်မတော်နဲ့အတူလိုက်ပါသွားခဲ့ရပါတယ်ဒီသတင်းကိုကြားတဲ့မိချမ်းဟာမိလင်သားအတွက်ကြိတ်ခါပို့ဖို့ထမ်းရည်အိုးကိုခေါင်းမှာရွက်ပြီးအင်းဝမြို့တော်စီကိုရောက်လာခဲ့ပါတယ်ကိုတက်ခါကြီးနဲ့မရှိတူရှိတူနေခဲ့ရတဲ့ဘဝကိုပဲကျုပ်လွမ်းနေတော့လို့မူမူယူယူနဲ့ရေရွရင်းဘယင်မင်းမြတ်ကိုယ်တိုင်ချီတက်လာတဲ့တက်တော်ဦးကိုမတော်တဆဖျက်ကျော်မိပါတော့တယ်တက်ဦးကဖျက်သွားတဲ့မိန်းမကိုဘယင်ကမေးမြန်းခိုင်းတဲ့အခါမိချမ်းဟာအရက်ရှိန်နဲ့ငါကဗန္နာဆိုးမရမိချမ်းမဲနင်တို့ဘာကောင်ကြီးပဲဖြစ်ဖြစ်ငါဘီယူမဆိုင်ဘူးလို့အော်ဟစ်ဆဲဆူမိပါတော့တယ်ဒီစကားကြောင့်ဘယင်ကြီးအမျက်တော်ထွက်သွားပြီးငါလိုပြည့်ရှင်မင်းကိုရိုင်းဆိုင်စော်ကားတဲ့မိန်းမဒင်းရဲ့မတော်ရာကိုထမ်းပလက်နဲ့ရိုက်ပြီးစီရင်စေလို့အမိန့်ချမှတ်လိုက်ပါတယ်ဒီလိုနဲ့ပဲကျန်းတော်မကြီးဟာမင်းပြစ်မင်းတန်တင်ပြီးကွယ်လွန်သွားကအယူတိမ်ပြီးနှက်စိမ့်ဘဝရောက်ရှိသွားခဲ့ပါတော့တယ်မတက်မတဲမြုပ်နှံခြင်းခံခဲ့ရတဲ့အမေချမ်းကြောင့်အင်းဝအမြို့ကြီးတစ်ခုလုံးမှာမိုးခေါင်ရေရှားကပ်ဘေးတွေကြောက်ရောက်လာခဲ့ပါတယ်ပုံသားတွေတွက်ချက်ကြည့်တဲ့အခါနှက်စိမ့်ဖန်းစားခြင်းကြောင့်လို့သိရတာကြောင့်ဘယင်ကြီးကမင်းမိတ်နဲ့ဆင့်ခေါ်လိုက်ပါတယ်အဲ့ဒီအခါမှာတော့အမေချမ်းနဲ့ဟာနန်းရင်ပြင်မှာဘွားကနန်းပေါ်လာပြီးမိရဲ့မကြေနှက်ချက်တွေကိုရှောက်တင်ခဲ့ပါတယ်ဘယင်မင်းမြတ်ကလည်းအမေချမ်းကိုပူဇော်တောင်းပန်ပြီးစီးပွားရေးတာရေးသမီးရေးဈေးရောက်တဲ့ဥစ္စာပြောင်းအမှုအခင်းတွေကိုအပိုင်စားပေးလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးအမေချမ်းခေါ်ဖွားချမ်းသာကြီးဟာယနေ့တိုင်ယုံကြည်ကိုးကွယ်ရာနှစ်တပါးဖြစ်လာခဲ့ပါတော့တယ်တခိုးကြီးငတက်ပြားရဲ့သူရဲကောင်းဆန်တဲ့လုပ်ရက်တွေနဲ့အမေချမ်းရဲ့တစ္ဆာရှိလာတဲ့အချစ်ဇလံဟာမြမရာဇဝင်မှာဘယ်တော့မှနှိမ့်ပြောင်းလို့မရနိုင်တဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်